မင်္ဂလာပါ BOH knowledge training ကနေကြိုဆိုပါရစေဒီနေ့ training topic ကတော့ design thinking ဖြစ်ပါတယ် design thinking ဆိုတာ design department တစ်ခုတည်းအတွက်မဟုတ်ပါဘူး sales and marketing project engineering customer service အားလုံးအတွက်အသုံးဝင်တဲ့ပြဿနာဖြေရှင်းနည်း problem solving approach တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တွေနေ့စဉ်လုပ်ငန်းတွေမှာ client requirement တွေမရှင်းတာ customer expectation တွေမတူတာ project coordination ခက်တာ quotation တွေခဏခဏပြန်ပြင်ရတာ site မှာ actual coordination မတူတာ after sales complaint တွေဖြစ်တာတွေခဏခဏကြုံရတတ်ပါတယ်ဒီလိုပြဿနာတွေကို product လဲပေးအောင်ဈေးနှုန်း short ချရုံ technical solution ပေးအောင်တစ်ခုတည်းနဲ့မဖြေရှင်းနိုင်ပါဘူး client ရဲ့တကယ်လိုအပ်ချက် decision maker ရဲ့စိုးရိမ်ချက် end user ရဲ့ user experience project team ရဲ့ site constraint တွေကိုနားလည်ပြီးမှသာလျှင်ဖြေရှင်းချက် solution ထုတ်ပေးရပါတယ်ဒါကြောင့် design thinking ရဲ့ core idea ကလူကိုအရင်နားလည်ပြီးမှ solution ကို design လုပ်ပါဆိုတာပဲဖြစ်ပါတယ်ဒီ session ပြီးမှ sales team အနေနဲ့ customer pain point တွေကိုပိုကောင်းကောင်းမေးနိုင်မယ် marketing team က customer center content တွေကိုပိုပြီးဖန်တီးနိုင်မယ် project team က site issues တွေကို client expectation ကိုပိုပြီးတော့ systematic ဖြေရှင်းပေးနိုင်မယ်လို့ရည်ရွယ်ပါတယ်ဒါဆိုရင် design thinking ဆိုတာဘာလဲ design thinking ဆိုတာလူကိုဗဟိုပြုပြီးတော့ရှုပ်ထွေးတဲ့ပြဿနာတွေကိုဖြေရှင်းတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်အဓိကအပြင်ကတော့ solution တွေကိုချက်ချင်းဆွဲထုတ်တာမျိုးမဟုတ်ပဲနဲ့ဖြေရှင်းချက် solution မစဉ်းစားခင် user customer stakeholder တွေရဲ့လိုအပ်ချက်သူတို့ရဲ့စိတ်ရှုပ်ထွေးမှုသူတို့ရဲ့ motivation စိတ်ခံစားချက်တွေ behavior အလေးအထတွေကိုနားလည်ဖို့ကြိုးစားတာဖြစ်ပါတယ် sales context အနေနဲ့ပြောမယ်ဆိုရင် customer က product တစ်ခုဈေးကြီးတယ်လို့ပြောတဲ့အခါမှာတကယ်ပြဿနာက price တစ်ခုတည်းဖြစ်နိုင်တာမဟုတ်ပါဘူးသူမှာ budget approval issue ရှိနိုင်တယ် decision maker ကို technical value ရှင်းပြဖို့ခက်နေတာမျိုးဖြစ်နိုင်တယ်ပြီးခဲ့တဲ့ supplier တူကြောင့် trust issue ရှိနေတာလည်းဖြစ်နိုင်တယ်ဒါတွေကိုနားမလည်ပဲနဲ့ discount ပေးလိုက်ရုံနဲ့ဖြည့်ရှင်းရင် long term value တက်လာဖို့မသေးကြပါဘူး project point of view ကပြောမယ်ဆိုလို့ရှိရင်လည်း client ကဒီအလုပ်မြန်မြန်ပြီးကျင်တယ်လို့ပြောတာ project team က manpower ထပ်တိုးပေးလိုက်ရုံနဲ့ဖြည့်ရှင်းပြီးသွားနိုင်ဖို့မသေးကြပါဘူး site ရဲ့အစင်းသင်းဖြစ်မှုမရသေးတာလား civil work ဘက်ကမပြီးသေးတာလား drawing approval စောင့်နေရသေးတာလားဒါမှမဟုတ်တခြား contractor coordination တွေအခက်အခဲရှိနေတာလားနားလည်ဖို့ကြိုးစားရပါမယ် design thinking ကမှန်းဆချက်ယူဆချက်တစ်ခုတည်းနဲ့အလုပ်လုပ်တာကို short ချပေးပါတယ်ကျွန်တော်တို့ထင်တာကတော့ဒီလိုမျိုးဆိုတာထက် customer တကယ်လိုအပ်တာဒီလိုဆိုတဲ့ဟာနဲ့အခြေခံပြီးတော့ဆုံးဖြတ်ပေးဖို့အတွက်ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်ဒီနေရာမှာမှတ်ထားရမှာကတော့ design thinking ဟာ graphic design အလုပ်တစ်ခုတည်းကိုပြောနေတာမဟုတ်ဘူးဆိုတာကိုပါပဲ checklist တစ်ခုလိုမျိုးtick tick 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 နဲ့ပြီးသွားမဲ့ကိစ္စမျိုးလည်းမဟုတ်ပါဘူး flexible ဖြစ်တဲ့အချိန်ချင်းကြော့ပြီးတော့စဉ်းစားရတဲ့ process တစ်ခုလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့နားလည်ဖို့လိုပါတယ်ဆိုရင် design thinking က sales and marketing project team တွေအတွက်ဘာကြောင့်တည်တံ့ရေးအရေးကြီးတာလဲသမယိုးကျ problem solving ကိစ္စတွေမှာဆိုလို့ရှိရင်တော့ internet exemption ကိုယ့်ရဲ့ယူဆချက်ကိုယ့်ရဲ့ team ရဲ့ယူဆချက်တစ်ခုတည်းကိုမူတည်ပြီးတော့ဆုံးဖြတ်တတ်တာများပါတယ်ဥပမာအဖြစ် client ကဈေးနည်းတဲ့ဟာကိုပဲလိုချင်တာပါဒါမှမဟုတ် marketing က lead များများရနိုင်ဖို့အတွက် technical details တွေများများပါတဲ့ post တွေရေးမှရမယ်ဒါမှမဟုတ် project team က site issue ဖြစ်နေတာ contractor တူဘက်ကဖြစ်နေတာပါဆိုတာမျိုး customer complaint ကိုအလွယ်တကူကြည့်ချင်းအဖြစ်သူတို့ဒါကိုနားမလည်လို့ပြောတာပါဆိုတာမျိုးကိုယ့်ရဲ့ယူဆချက်တစ်ခုတည်းနဲ့ပဲကောက်ချက်ဆွဲတတ်တာမျိုးကျွန်တော်တို့ကြုံရတတ်ပါတယ်ဒါပေမဲ့ design thinking ကိုဒီနေရာမှာထည့်သွင်းအသုံးချမယ်ဆိုလို့ရှိရင် customer ရဲ့အတွေ့ customer ရဲ့ယူဆချက်ကိုအရင်ဦးဆုံးရှာခိုင်းပါတယ် sales team အတွက် design thinking process ကိုသုံးမယ်ဆိုရင် proposal က product list တစ်ခုတည်းမဟုတ်တော့ပါဘူး customer ရဲ့ business problem ကဘာလဲ operational risks ကဘာလဲရေရှည်မှာ maintenance နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့စိုးရိမ်ပူပန်မှုကဘာလဲ budget limitation တွေကဘာလဲစတဲ့ဒီအချက်တွေရဲ့အခက်အခဲတွေကိုဖြေရှင်းတဲ့ proposal တစ်ခုဖြစ်လာမှာဖြစ်ပါတယ် marketing team အတွက်ကြည့်မယ်ဆိုလို့ရှိရင်လည်း content ကကျွန်တော်တို့ဓာတ်တွေလုံနိုင်ပါတယ်ဆိုတာတဲ့ customer ကြုံတွေ့နေရတဲ့ပြဿနာကို BOH ကဘယ်လိုပုံစံမျိုးကူညီနိုင်တယ်ဆိုတဲ့
message မျိုးပေးလာနိုင်မှာဖြစ်ပါတယ် project team အနေနဲ့ပြောမယ်ဆိုရင် project execution ကပေးထားတဲ့ product တွေကိုတွားရောက်တက်ဆင်တဲ့ installation task တခုတည်းမဟုတ်တော့ပါဘူး client ရဲ့ expectation သူတို့ရဲ့လိုချင်တဲ့ကိစ္စတွေကို consultant requirement တွေကို site coordination တွေ future maintenance တွေ handing over experience တွေပါထည့်သွင်းစဉ်းစားတဲ့ product delivery တခုဖြစ်လာမှာဖြစ်ပါတယ် design thinking ရဲ့အကျိုးကျေးဇူးတွေကတော့ customer focus ပိုတိုးလာမယ် innovative idea တွေပိုထွက်လာမယ် teamwork အပြင်ပိုကောင်းလာမယ် risk ကို short ချလာနိုင်မှာပဲလည်းဖြစ်ပါတယ်အထူးသဖြင့် BOH လိုမျိုး system integration company တွေအတွက် design thinking က competitive advantages လို့ပြောတဲ့သူများနဲ့ရှင်တဲ့အခါကျရင်ပို့ပြီးတော့အသာစေတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်နိုင်ပါတယ်ဘာလို့လဲပြောရရင် customer ကိုပိုနားလည်တဲ့ system integrator ဟာပိုရတော်တဲ့မှန်ကန်တဲ့ solution ကို design ထုတ်လုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် design thinking ဆိုတာကို process တစ်ခုအနေနဲ့သုံးဖို့မကြိုးစားခင်မှာ mindset အနေနဲ့သူ့ရဲ့အတွေးအခေါ်ကိုအရင်ဦးဆုံးနားလည်ဖို့လိုပါတယ်ဒီမှာ design thinking ရဲ့ core mindset 5ခုကိုလေ့လာကြပါမယ်ပထမဦးဆုံးတစ်ခုကတော့ empathy ဆိုတာပါပဲ empathy ဆိုတာ client ကိုသနာတက်ညှာတာမဟုတ်ပါဘူး client ရဲ့နေရာမှာကိုယ်တိုင်ဝန်ခံစားပြီးတော့သူ့အခက်အခဲကိုကိုယ်တိုင်နားလည်ဖို့ကြိုးစားတာဖြစ်ပါတယ် sales meeting တစ်ခုမှာ customer ကသူဘာပြောလဲဆိုတာနဲ့ရပ်မသွားပါဘူးသူပြောတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးတော့သူမပြောသေးတဲ့သူ့ရဲ့စိုးရိမ်ပူပန်မှုကဘာလဲဆိုတာကိုကျွန်တော်တို့ဖတ်နိုင်ဖို့လိုပါတယ်ဒုတိယတစ်ခုက curiosity သိလို့မှုသိကျင်စိတ်ပြင်းပြမှုဖြစ်ပါတယ်ဘာလို့လဲဆိုတာကိုဆက်မေးရပါမယ် client က CCTV တက်ချင်တယ်လို့ပြောလာတဲ့အခါကျရင်ကင်မရာဘယ်နှလုံးတက်ချင်တာလဲဆိုတာကိုစပြီးတော့မမေးသေးပဲနဲ့ဘာကိုစောင့်ကြည့်ချင်တာလဲဘာကိုမှတ်တမ်းယူချင်တာလဲဘယ်ဖြစ်ခဲ့တဲ့ accident တွေကဒီ CCTV တက်ဖို့စိုးရိမ်ပူပန်မှုဖြစ်လာစေတာလဲ recording ကဘယ်လောက်ကြာလိုချင်တာတော့ management ကရောဘယ် report မျိုးကိုအဓိကကြည့်ချင်တာလဲဆိုတာတွေကိုမေးမြန်းရပါမယ်တတိယတစ်ခုကတော့ collaboration ပါ sales team တစ်ဖွဲ့တည်းအနေနဲ့ solution ပေးဖို့မဖြစ်သင့်ပါဘူး project တစ်ခု proposal ပေးကနေ solution တစ်ခုပေးကနေမှာ project team technical team procurement team service team ဒါတွေနဲ့ early discussion လုပ်ပြီးတော့ proposal quality ကိုပို့ပြီးတော့ပြည့်စုံမှန်ကန်တဲ့ proposal တစ်ခုဖြစ်ဖို့စူးစမ်းတင်ပါတယ်စတုဒ္ဓတစ်ချက်ကတော့ experimentation ပါလုံးဝပြင်းပြမဲ့မထင်တဲ့ solution တစ်ခုရအောင်စောင့်နေမဲ့အစားခက်သေးသေးနဲ့စပြီးတော့စမ်းသပ်လုပ်ကြည့်တင်ပါတယ် marketing campaign တစ်ခုကို budget အများကြီးမသုံးခင်မှာ audience သေးသေးလေးနဲ့ပထမဦးဆုံး test လုပ်တင်ပါတယ် proposal format အသစ်တစ်ခုကို key client တယောက်နဲ့စပြီးတော့ pilot test စလုပ်တင်ပါတယ်နောက်ဆုံးက learning from failure ဖြစ်ပါတယ် project delay တွေ proposal losses ဖြစ်သွားတဲ့ဟာတွေ rejected quotation တွေ customer complaint တွေကနေပြီးတော့ feedback mechanism အဖြစ်အဖြေရှာသင့်ပါတယ်ဒါဟာ blame game ဆော့ဖို့အတွက်အပြစ်ပြောဖို့ကြိုးစားတာမဟုတ်ပါဘူး learning data အဖြစ်ရယူပြီးတော့ process ကို improve လုပ်သွားရမှာဖြစ်ပါတယ်ဒီ mindset 5ခုကို team culture အဖြစ်လာအောင်တည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ BOH ရဲ့ sales team marketing team project delivery quality ကဒီထက်ပိုပြီးတော့ကောင်းမွန်လာမှာပဲဖြစ်ပါတယ် design thinking ရဲ့ stage 5ခုကိုထပ်ပြီးတော့အသေးစိတ်လေ့လာကြည့်အောင်ပါပထမဦးဆုံး empathy ရဖို့အတွက် empathize လုပ်ယူရပါမယ် empathize ဆိုတာ customer ရဲ့သုံးစွဲသူရဲ့ stakeholder ရဲ့သူ့ရဲ့လိုအပ်ချက်ကိုသူ့ရဲ့ရည်တည်ချက်ကိုနားလည်ဖို့ကြိုးစားခြင်းဖြစ်ပါတယ်ဒုတိယတစ်ခုက define ဖြစ်ပါတယ် define ဆိုတာသူတို့ကြုံတွေ့နေရတဲ့ပြဿနာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့တိဆောက်သတ်မှတ်ခြင်းဖြစ်ပါတယ်တတိယတစ်ခုကတော့ ideate ပုံစံထုတ်စဉ်းစားခြင်းဖြစ်ပါတယ် solution idea ကိုများများထုတ်တာကိုပြောချင်တာဖြစ်ပါတယ်စတုဒ္ဓတစ်ခုက prototype ဖြစ်ပါတယ် idea ကိုခက်သေးသေး test လုပ်လို့ရတဲ့ version လေးတွေနဲ့စပြီးတော့စမ်းသပ်ခြင်းဖြစ်ပါတယ်ပြင်စမတစ်ခုကတော့ test တကယ် real user နဲ့ feedback ရယူဖို့စမ်းသပ်တာဖြစ်ပါတယ်ဒီ process ကြီးတစ်ခုလုံးကိုကျွန်တော်တို့ step 1 to 5 straight line မြင်းပြောင်ကြီးတစ်ခုတည်းအနေနဲ့မမြင်စေချင်ပါဘူးတခါတလေမှာ testing လုပ်ပြီးတော့မှလည်း design ကိုပြင်ရတာမျိုးရှိပါတယ် client feedback ရပြီးတော့မှ proposal ကိုပြန်ညှိရတာမျိုး marketing campaign post တင်ပြီးတော့မှ message ကို refine ပြန်လုပ်ရတာမျိုးလုပ်ရနိုင်ပါတယ် sales process မှာလည်းဒီနည်း၎င်းပါပဲ customer ရဲ့ meeting မှာသူ့ရဲ့ pain point ကိုနားလည်အောင်ကြိုးစားမယ် define လုပ်တဲ့အနေနဲ့ customer ရဲ့ true buying problem သူတို့ဘာကြောင့်ဒါကိုဝယ်ချင်တာလဲကိုကျွန်တော်တို့အဖြေထုတ်မယ်
solution option နှစ်ခုသို့မဟုတ်သုံးခုကို ideate လုပ်တဲ့ပုံစံနဲ့ကျွန်တော်တို့ထုတ်ယူမယ် preliminary proposal concept drawing budgetary offer တစ်ခုလုပ်ပြီးတော့ prototype အနေနဲ့ကျွန်တော်တို့ဆွဲထုတ်မယ် customer feedback ရယူပြီးတော့ final proposal ပြန်ပြင်မယ် project team တစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်း client operation နဲ့ site constraint ကိုနားလည်အောင်ပထမဦးဆုံး empathize လုပ်ကြည့်မယ်ပြီးတဲ့အခါကျရင် real site problem ဖြစ်တဲ့တကယ် site ထဲမှာကြုံနေရတဲ့အခက်အခဲကိုကျွန်တော်တို့သတ်မှတ်မယ် ideation အနေနဲ့ alternative installation method ဘယ်လိုပုံစံမျိုးတခြားနည်းနဲ့ကျွန်တော်တို့ဆင်လို့ရမလဲဆွဲထုတ်ကြည့်မယ်ပြီးတဲ့အခါကျရင် mock up sample installation test area စပြီးတော့လုပ်ပြီးတော့ prototype အနေနဲ့စမ်းမယ် client နဲ့ consultant approval ရယူပြီးတော့ full implementation သွားတဲ့ testing ကိုကျွန်တော်နောက်ဆုံးမှလုပ်မယ်ဒီလိုအသုံးချမယ်ဆိုရင်တော့ design thinking က theory မဟုတ်တော့ဘဲနဲ့နေ့စဉ်သုံးနည်းလမ်းတစ်ခုဖြစ်လာမှာလည်းပဲဖြစ်ပါတယ် okay ဒီတစ်ခါ step တစ်ခုချင်းကိုသွားအောင်ပါ stage 1ဖြစ်တဲ့ empathize ကိုကျွန်တော်တို့စကြည့်ကြပါမယ် empathy က design thinking process ကြီးတစ်ခုလုံးရဲ့အသေးနှလုံးဖြစ်ပါတယ် empathize stage မှာကျွန်တော်တို့က assumption မိမိရဲ့ယူဆချက်ကိုခဏဘေးဖယ်ထားပြီးတော့ customer user ကိုတကယ်နားလည်အောင်ကြိုးစားရမှာဖြစ်ပါတယ် sales team အနေနဲ့ customer interview သွားတဲ့အခါကျရင်ဘယ် product ကိုလိုချင်တာလဲစပြီးတော့မေးဖို့မသင့်ပါဘူးလက်ရှိ system ကဘာအဆင်မပြေတာရှိလဲ management ဘက်ကဘာကိုစိုးရိမ်နေတာလဲ maintenance team ကရောဘာအခက်အခဲဖြစ်နေလဲဒီ project ဒါအကယ် fail ဖြစ်သွားမယ်ဆိုရင် customer ဘက်မှာဘာစိန်ခေါ်မှုတွေရှိလဲဒါတွေကိုမေးရပါမယ် marketing team အနေနဲ့ပြောမယ်ဆိုရင် customer audience ကိုနားလည်ဖို့လိုပါတယ် developer ကဘာတွေစိုးရိမ်တယ်လဲ hotel owner တွေက guest experience ကိုဘယ်လိုမြင်တယ်လဲစက်ရုံ facility manager တွေက after sales support ကိုဘယ်လိုအရေးတကြီးလက်ခံယူဆတယ်လဲဒီ insight တွေကိုမရှိဘဲနဲ့ content ထုတ်လို့ရှိရင် message က customer heart ကိုထိနိုင်တဲ့ message ဖြစ်ဖို့မလွယ်ပါဘူး project team အနေနဲ့လည်း site ကို empathy အနေနဲ့ကြည့်ရှုရပါမယ် client operation team security guard receptionist IT team နဲ့ facility team တွေကစတဲ့တကယ်အသုံးပြုမဲ့သူတွေကိုကြည့်ရှုရပါမယ် installation ပြီးတာနဲ့ project ပြီးမသွားပါဘူး user သုံးလို့အဆင်ပြေမှ project value တက်မှာဖြစ်ပါတယ်ဒီ stage ရဲ့အဓိက key message ကတော့သူ့ရဲ့အခက်အခဲ customer ရဲ့တကယ်လိုအပ်ချက်ကိုနားလည်မှုမရှိသေးဘဲနဲ့ solution မပေးပါနဲ့ဆိုတာပဲဖြစ်ပါတယ် now stage 2 က define ဖြစ်ပါတယ် empathize လုပ်ပြီးရလာတဲ့ information တွေကို stage 2 အနေနဲ့ define အဓိပ္ပာယ်သတ်မှတ်ရမှာဖြစ်ပါတယ် define stage ရဲ့အရေးကြီးဆုံးကတော့ပြဿနာကိုမှန်မှန်ကန်ကန်သတ်မှတ်ဖို့ဖြစ်ပါတယ်ဒီပြဿနာကိုသတ်မှတ်တာမှားလို့ရှိရင် solution ကလည်းမှားနိုင်တာပဲဖြစ်ပါတယ်ဒီ slide မှာ formula တစ်ခုပါပါတယ် customer ဒီကွက်လက်လုံနိုင်မဲ့နည်းလမ်းတစ်ခုကိုလိုအပ်နေတယ်ဘာကြောင့်လဲဆိုတော့ကွက်လက်ကြောင့်ဖြစ်တယ်ဆိုတော့အချက်ပဲဖြစ်ပါတယ်ဥပမာ sales angle ကပြောမယ်ဆိုလို့ရှိရင် weak ဖြစ်တဲ့ problem statement တစ်ခုအနေနဲ့စစဉ်းစားမယ်ဆိုရင် client ကဈေးပေါ်တဲ့ quotation တစ်ခုလိုချင်တယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့တကယ်အသေးစိတ်စဉ်းစားတဲ့ strong point of view statement ဆိုလို့ရှိရင် developer project manager က budget ထဲဝင်ပြီးတော့ future maintenance risk ရောမဲ့ ELV solution တစ်ခုလိုအပ်တယ်ဘာကြောင့်လဲပြောရင် project handover ပြီးတဲ့အခါကျရင် complaint တွေများလာရင်သူ့ reputation ကိုထိခိုက်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါဒီ strong point of view statement ဖြစ်ပါတယ် marketing point of view ကကြည့်မယ်ဆိုလို့ရှိရင် weak statement တစ်ခုက Facebook reach ကနည်းနေတာပါဒါကိုပဲ strong point of view statement အနေနဲ့ကြည့်မယ်ဆိုရင် potential developer တွေက ELV system integration ရဲ့ long term value ကိုလွယ်ကူနားလည်နိုင်မဲ့ content မျိုးလိုအပ်နေတယ်ဘာလို့လဲဆိုတော့သူတို့က initial price ကိုအဓိကကြည့်ပြီးတော့ maintenance risk ကိုနောက်ကသာလင်တိတိတသာမြင်လာတတ်တာအကြောင်းဖြစ်တယ် project example အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် weak ဖြစ်တဲ့ statement က site ready မဖြစ်သေးဘူးဒါလေးက weak ဖြစ်တဲ့ statement ဖြစ်ပြီးတော့ strong point of view statement ပြောမယ်ဆိုရင် project team က contractor တွေအကြား coordination status ကိုအချိန်မီမြင်နိုင်မဲ့ tracking method လိုနေတယ်အကြောင်းရင်းတစ်ခုနဲ့တစ်ခုအချိတ်ဆက်များကြောင်း installation schedule delay ဖြစ်နိုင်တာအကြောင်းဖြစ်တယ် define stage က design thinking process တစ်ခုလုံးရဲ့ power ဖြစ်ပါတယ်ပြဿနာကို solution အဖြစ်တစ်ခါတည်းရေးပေးတာမျိုးမဟုတ်ဘဲနဲ့ human needs လို့ခေါ်တဲ့လူရဲ့သုံးစွဲတဲ့သူရဲ့လိုအပ်ချက်နဲ့ root cause ကိုဆွဲထုတ်ပြီးရေးတာဖြစ်ပါတယ်ဒီနေရာမှာသတိထားမှာကတို့
application တစ်ခုလိုအပ်တယ်ဒါမှမဟုတ်တို့ manpower များများလိုအပ်တယ်ဒါမှမဟုတ်တို့ဈေးပေါ်တဲ့ product တစ်ခုလိုအပ်တယ်ဆိုတာက problem statement တစ်ခုမဟုတ်သေးပါဘူးမပြည့်စုံသေးတဲ့ problem solution တစ်ခုလို့ပြောရင်ဖြစ်နိုင်ပါတယ် define stage မှာ solution ရအောင်ဆွဲထုတ်တာမျိုးမသွားသေးပဲနဲ့တကယ် problem အစစ်အမှန်ကိုဆွဲထုတ်နိုင်ဖို့လိုပါတယ်ပြဿနာကို define လုပ်ပြီးတဲ့နောက်ပိုင်းမှာ stage 3အနေနဲ့ ideate idea ထုတ်တဲ့ stage ဖြစ်ပါတယ် idea stage ရဲ့အဓိကအလုပ်က idea များများထုတ်ဖို့ဖြစ်ပါတယ်စသချင်းမှာအရေးအသွေးကောင်းတဲ့ idea ဆိုတာထက်အရေးအတွက်များများကိုဦးစားပေးရပါတယ်ဘာလို့လဲဆိုတော့ကိစ္စရပ်တစ်ခုကိုစဉ်းစားလိုက်တိုင်းမှာလွယ်လင်းတစ်ခုစဉ်းစားမိတဲ့ idea တွေပဲများများထွက်လာတတ်တာကြောင့်ဖြစ်ပါတယ် idea များများထုတ်မှ creative ဖြစ်တဲ့ idea တွေများများထွက်လာမှာဖြစ်ပါတယ် sales team အတွက် ideation တစ်ခုလုပ်မယ်ဆိုရင် customer က budget concern ရှိနေတဲ့အခါမှာ discount ပေးလိုက်ရုံတစ်ခုတည်းသည်အဖြေတစ်ခုတည်းမဟုတ်နိုင်ပါဘူး alternate solution အနေနဲ့ alternative package ထုတ်ပေးသင့်ပါတယ်ကို offer လုပ်တဲ့ package မှာပဲ basic ဒါမှမဟုတ် standard ဒါမှမဟုတ် premium package ခွဲတာမျိုး project တစ်ခုကို phase 1 phase 2 phase 3ခွဲပြီးတော့ proposal လုပ်တာမျိုး maintenance contract ပါတာရယ် maintenance contract မပါတာရယ် option ခွဲပေးတာမျိုး value engineering လုပ်ပေးတဲ့ဟာမျိုးဒါတွေစဉ်းစားနိုင်ပါတယ် marketing team အတွက်ဆိုလို့ရှိရင် content idea များများထုတ်ဖို့လိုအပ်ပါတယ် customer pain point ကိုဖော်ပြတဲ့ post မျိုးတွေ before and after scenario တွေရှင်းပြတဲ့ post မျိုးတွေ maintenance story post မျိုးတွေ project case study မျိုးတွေ consultant checklist လို့တို့မျိုးတွေ facility manager guide တို့လိုမျိုးတွေ developer risk education လိုမျိုးတွေ short TikTok script လိုမျိုးတွေ LinkedIn thought leadership post တွေလိုမျိုး idea post တစ်ခုခုလုပ်နိုင်ဖို့လိုပါတယ် project team အတွက်ဆိုရင် site challenge တစ်ခုကို solution တစ်ခါတည်းနဲ့ထုတ်ပြီးတော့မပိတ်ပစ်ဖို့အရေးကြီးပါတယ် cable routing alternative စဉ်းစားပေးတာမျိုးတွေ installation sequence ကိုပြန်ပြီးတော့ swap လုပ်ပေးတာမျိုးတွေ mock up installation နဲ့ approval ရယူတာမျိုးတွေ temporary workaround တခြားတစ်ခုကိုလှည့်ပြီးတော့အလုပ်လုပ်တဲ့ဟာမျိုးတွေ phase like handover လုပ်တာမျိုးတွေဒါမှမဟုတ် day and night shift လုပ်ပြီးတော့အလုပ်လုပ်တာမျိုးတွေ coordination drawing revision ဆွဲထုတ်တာမျိုးတွေ option တွေအများကြီးစဉ်းစားပြီးတော့ချင်းကပ်နိုင်ပါတယ်ဆိုတော့ဒီ slide မှာတော့ BOH အတွက်အသုံးဝင်တဲ့ tips တစ်ခုပြောပါဆိုလို့ရှိရင် how might we တို့တွေသာဆိုရင်အလုံးပူးပေါင်းပြီးလုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလဲကိုယ်တွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ customer တွေပါပူးပေါင်းပြီးတော့တို့တွေသာဆိုရင်ဘယ်လိုပုံစံမျိုးချင်းကပ်မလဲဆိုတဲ့ approach မျိုးနဲ့ချင်းကပ်ရင် idea တွေအများကြီးထွက်လာနိုင်ကြအကြောင်းရှိပါတယ် stage 4 နဲ့ 5 ကတော့ prototype and test ဖြစ်ပါတယ်ဒီအဆင့်နှစ်ဆင့်မှာ idea က reality နဲ့ထိတ်တိုက်တွေ့ပါတယ် prototype ဆိုတာကတော့တကယ်ပြောမယ်ဆိုရင် final solution မဟုတ်သေးပါဘူးစမ်းသပ်လို့ရတဲ့ small version လေးတစ်ခုပဲဖြစ်ပါတယ်မြန်လုပ်မယ်ကုန်ကျမှုအနည်းဆုံးနဲ့လုပ်မယ် feedback မြန်ရနိုင်တဲ့ပုံချမ်း version ဖြစ်နိုင်ပါတယ် sales team အတွက် prototype ကတော့ quotation final မပို့ခင် concept proposal ဒါမှမဟုတ် one page solution summary ဒါမှမဟုတ် preliminary BOQ option ဒါမှမဟုတ် sample ROI explanation ဒါတွေဖြစ်နိုင်ပါတယ် client ကိုအရင်ပြပြီးတော့ဒီ direction က project requirement နဲ့ကိုက်ညီမှုရှိရလားဆိုတာမျိုး test လုပ်နိုင်မှာဖြစ်ပါတယ် marketing team အတွက်ဆိုလို့ရှိရင် prototype က campaign တစ်ခုကို budget အပြည့်အစသုံးဖို့မလုပ်ခင်မှာ post angle 2မျိုး headline 3မျိုး image style 2မျိုးဒါမျိုးနဲ့ test လုပ်တာဖြစ်နိုင်ပါတယ် audience ကဘယ် message ကိုပို့ပြီးတော့ feedback ပေးသလဲဒါတွေကိုလေ့လာကြည့်ရှုနိုင်ပါတယ် project team အတွက် prototype ဆိုတာကတော့ sample installation mock-up panel cable labeling sample test room setup user training demo handover checklist trial ဒါတွေဖြစ်နိုင်ပါတယ် full project execution မလုပ်ခင်မှာ client consultant approval ရအောင်လုပ်ယူနိုင်တာလည်းဖြစ်ပါတယ် testing မှာအရေးကြီးတာက real user နဲ့ test လုပ်နိုင်ဖို့ဖြစ်ပါတယ်လုပ်ပေါ်ကိုင်ဘက်တွေကြိုက်တယ်ဆိုုံနဲ့မလုံလောက်ပါဘူး client end user facility manager operator security team reception နဲ့စတဲ့တကယ်သုံးမဲ့လူတွေနဲ့ test လုပ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ် test လုပ်တဲ့အခါမှာအဆင်ပြေလားကြိုက်လားဆိုတာမေးတာတဲ့ဘယ်နေရာမှာဘာအခက်အခဲဖြစ်လဲဘယ်အချက်ကမရှင်းလင်းနိုင်ရှိလဲဒါမှမဟုတ်တကယ်သုံးမယ်ဆိုရင်ဘာလိုအပ်သေးလဲဆိုတော့အဖွင့်မေးခွန်းမျိုးတွေမေးဖို့လိုအပ်ပါတယ်ဒီ step တစ်ခုရဲ့နောက်ဆုံး
အရေးကြီးဆုံးအချက်ကိုပြောပါဆိုရင် fail first မြန်မြန်အမှားယွင်းကိုမြန်မြန်ရှာနိုင်အောင်ကြိုးစားပါမယ် learn first မြန်မြန်သင်ယူပါမယ် improve first မြန်မြန်ပြင်ပြီးတော့မြန်မြန်စစ်မြန်မြန်သင်ယူပြီးတော့မြန်မြန်ပြင်ပြီးတော့အမှားအကြီးကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ် BOH အတွက် design thinking က business strategy sales process marketing campaign project delivery engineering solution customer service training design နေရာတိုင်းမှာအသုံးချနိုင်ပါတယ် sales and marketing team အတွက် key application ကိုပြောမယ်ဆိုရင် customer center selling ဖြစ်ပါမယ် product features ကိုပြောရအောင်တာတဲ့ customer pain point ကိုနားလည်ပြီးတော့ value ကိုရှင်းပြနိုင်ဖို့ဖြစ်ပါတယ် marketing content ရေးရမှာလဲ BOH ဘာလုပ်နိုင်တယ်ဆိုတာတွေမကပဲနဲ့ customer ကြုံနေရတဲ့ဘာအခက်အခဲကို BOH ကဘယ်လိုကူညီနိုင်တယ်ဆိုတာကိုပြောပြရှင်းပြနိုင်ရမှာဖြစ်ပါတယ် project team အတွက် key application က user center project delivery ဖြစ်ပါမယ် drawing အတိုင်းပဲတက်ဆင်ပြီးစီးရုံနဲ့မပြီးသွားပါဘူး end user သုံးလို့အဆင်ပြေသလား maintenance team အတွက်ပြန်ထိန်းသိမ်းရလွယ်သလား client handover နားလည်လွယ်သလား future expansion အတွက် ready ဖြစ်သလားဆိုတာတွေကိုထည့်သွင်းစဉ်းစားရပါမယ်ဒီ presentation တစ်ခုလုံးရဲ့ key takeaway 5 ချက်ကိုကြည့်ကြရအောင်ပါပထမဦးဆုံးအနေနဲ့ start with people not solution ဖြစ်ပါတယ်ဖြည့်ရှင်းချက်ဖြစ်တဲ့ solution တွေမဆွဲထုတ်ခင်မှာ people ဖြစ်တဲ့ customer user stakeholder တွေရဲ့အခန်းကဏ္ဍကိုနားလည်ပြီးသူတို့ရဲ့အခက်အခဲကိုနားလည်အောင်စူးစမ်းနိုင်ဖို့လိုပါတယ်ဒုတိယအနေနဲ့ define the right problem ပြဿနာအခက်အခဲကိုမှန်မှန်ကန်ကန်နာမည်တပ်နိုင်ဖို့လိုပါတယ်မှန်ကန်မှုမရှိတဲ့ပြဿနာတစ်ခုကိုဖြေရှင်းချက်အကောင်းဆုံးပေးတာထက်မှန်ကန်တဲ့ပြဿနာတစ်ခုအခက်အခဲတစ်ခုကိုရိုးစင်းတဲ့ဖြေရှင်းချက်ထုတ်ပေးနိုင်တာပိုတန်ဖို့ရှိပါတယ်တတိယအနေနဲ့ quantity before quality in ideation အကြံဉာဏ်ထုတ်ရမှာ idea အရေးအတွက်များထုတ်နိုင်ဖို့ကိုဦးစားပေးပြီးတော့ quality အတွက်နောက်မှ filter လုပ်ဖို့ဖြစ်ပါတယ်စတုတ္ထအနေနဲ့ make it tangible early ထုတ်ယူရရှိတဲ့ idea တွေကိုစာရွက်ထဲမှာတင်စကားထဲမှာတင်မထားဘဲနဲ့ပုံချမ်းဆွဲထုတ်တာမျိုး sample ဆွဲထုတ်တာမျိုး draft proposal ရေးဆွဲတာမျိုး test setup လုပ်တာမျိုးအဖြစ်မြင်သာအောင်လုပ်ဖို့အရေးကြီးပါတယ်ပြင်စမအနေနဲ့ embrace iteration တစ်ချိန်တစ်ခါတည်းနဲ့ perfect ဖြစ်တဲ့ဖြည့်ရှင်းချက်ဆိုတာမရှိနိုင်ပါဘူး feedback တွေယူပြီးတော့ခဏခဏပြင်တာမျိုးသည် design thinking ရဲ့သဘာဝပဲဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် great solution begin with deeply understanding people ကောင်းမွန်ပြည့်စုံမှန်ကန်တဲ့ဖြည့်ရှင်းချက်တွေဟာလူတွေကိုနက်နက်ရှိုင်းနားလည်ရနေပဲစတင်တယ်လို့ဆိုချင်တာဖြစ်ပါတယ်ဒီအတွက် team BOH အနေနဲ့ sales meeting တစ်ခု marketing post တစ်ခု project site တစ်ခု customer complaint တစ်ခုကိုဖြည့်ရှင်းဖို့ချင်းကပ်တဲ့အခါမှာဒီလူတွေတကယ်ဘာလိုအပ်နေတာလဲတကယ်ဖြည့်ရှင်းရမယ့်ပြဿနာကဘာလဲစမ်းသပ်နိုင်တဲ့ small solution တွေကဘာတွေလဲဆိုတဲ့မေးခွန်းတွေကိုအမြဲထည့်သွင်းစဉ်းစားကြဖို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်